ဘဝနေပြောနီးတနည်းကျွန်တော်ပြပေးမယ်နော်အဲ့ဒါဘာလဲဆိုရင်ခံစားချက်ရဲ့သားကောင်မဖြစ်ပါစေနဲ့ဟုတ်တယ်နော်ခံစားချက်ရဲ့သားကောင်မဖြစ်ပါစေနဲ့အဲ့ဒါဘာကိုပြောတာလဲဆိုရင်ခံစားချက်နောက်မလိုက်နဲ့လို့ပဲပြောချင်တာပါဘာဖြစ်လို့အဲ့လိုပြောတာလဲဆိုရင်ကျွန်တော်ကိုယ်တိုင်ကအရင်တုန်းကခံစားချက်ရဲ့သားကောင်စစ်ကြီးဖြစ်ခဲ့တာပေါ့နော်ကျွန်တော်တို့တွေရဲ့ခံစားချက်ကြီး emotion ကအပေါ်တက်သွားတဲ့ချိန်မှာကျွန်တော်တို့ရဲ့ intelligence စဉ်းစားနိုင်စွမ်းတွေကအောက်ကိုထိုးကျသွားပါတယ်အဲ့ဒီတော့ပြောချင်တာကကျွန်တော်တို့ခံစားချက်တွေအရန်ပြင်းပြနေတဲ့အချိန်မှာကျွန်တော်တို့တေချာစဉ်းစားနိုင်စွမ်းမရှိတော့ပါဘူးအဲ့ဒီတော့ကျွန်တော်တို့အမားပါတဲ့အလုပ်တွေအများကြီးလုပ်မိတတ်ပါတယ်မပြောသင့်တဲ့စကားတွေမလုပ်သင့်လိုက်တဲ့ဆုံးဖြတ်ချက်တွေစသည့်အရာမျိုးတွေပေါ့နော်ကျွန်တော်ရဲ့ဘဝ experience ပြမယ်ဆိုရင်ကျွန်တော်အရင်တုန်းကလည်းခံစားချက်တွေကောင်းနေတဲ့ချိန်မှာဆိုရင်ကျွန်တော်လူတိုင်းနဲ့အရာတိုင်းနဲ့အကုန်လုံးအဆင်ပြေတယ်ဗျာအလုပ်တွေအများကြီးရှိတယ်ဆိုရင်ကျွန်တော်တောက်လျှောက်အကုန်လုံးကျွန်တော်လုပ်လိုက်နိုင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့စိတ်ကိုထိခိုက်စရာမှုတွေမကောင်းတော့တဲ့အချိန်တွေရောက်လာပြီဆိုရင်ကျွန်တော်ကအဲ့ဒီအလုပ်တွေကိုလည်းကျွန်တော်လုပ်ချင်စိတ်မရှိတော့ဘူးပေါ့နော်နောက်ပြီးတော့ဒေါသထွက်တဲ့အချိန်တွေမှာဆိုရင်လည်းဘေးနားကလူတွေကိုမပြောသင့်တဲ့စကားတွေစကားလုံးကြမ်းကြီးတွေမဖြစ်သင့်လိုက်တဲ့အရာတွေမှာအများကြီးရှိတယ်ပေါ့နော်နောက်ကြမှာနောင်တရတာမျိုးပေါ့နောက်တစ်ခုကကြတော့အလုပ်လုပ်တဲ့ချိန်မှာလည်းကျွန်တော်ကခံစားချက်တွေကြီးပဲတွားထည့်လိုက်တဲ့ချိန်မှာလိုရာရောက်လာဆိုတော့ကြောက်လည်းမရောက်ဘူးကိုပင်ပန်းတာပဲအဖက်တင်တယ်ပေါ့နော်အဲကြောင့်မို့လို့အခုကြည့်နေတဲ့သူတွေထဲမှာခံစားချက်နောက်ကိုပဲလိုက်မိနေလို့ဘလောက်ဒုက္ခရောက်ပြီးပြီလဲပေါ့နော်နောက်ပြီးတော့လေကိုဘေးနာကကိုချစ်ရတဲ့သူတွေကိုလည်းမပြောသင့်ခဲ့တဲ့စကားတွေမလုပ်သင့်ခဲ့တဲ့အရာတွေနှစ်ခုလုပ်ခဲ့မိပြီလေပေါ့နော်ဒီမှာခံစားချက်ရဲ့သားကောင်မဖြစ်နဲ့ဆိုတာကခံစားချက်မရှိနဲ့လို့ပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့ကလူသားတွေပါခံစားချက်ရှိလို့ရပါတယ်ဒါပေမဲ့ခံစားချက်ရဲ့ထိန်းချုပ်မှုအောက်ကိုလုံးဝမရောက်သွားပါနဲ့ကျွန်တော်ကတော့အခုကြည့်နေတဲ့သူတွေကိုကိုယ့်ကိုယ်ပြန်ပြီးတော့မှမေးစေချင်ပါတယ်အဲ့ဒါဘာလဲဆိုရင်တော့ကိုကခံစားချက်ရဲ့သားကောင်ဖြစ်နေပြီလားဆိုတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဗီဒီယိုကြည့်ရင်းနဲ့တခုခုစဉ်းစားမိလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်နာမည်100ပါစဉ်းစားမိတာလေးတွေရှိတယ်ဆိုရင် comment မှာတစ်ချက်မျှဝေပေးခဲ့လို့ရပါတယ်